သူတို့လက်ထက်တဲ့ပထမဆုံးနေ့မှာတင်အန်နာဟာယောဂတဲနေတဲ့သူမရဲ့ခင်ပွန်းကိုကလေးယူဖို့အတင်းအကျပ်တိုက်တွန်းခဲ့တယ်တကယ်တော့သူတို့ကမန်းကရန်လက်ထက်ခဲ့ကြတဲ့အဲ့ဒီနေ့မှာပဲအန်နာဟာစာရွက်စာတမ်းတစ်ခုကိုမြင်ခဲ့ရပြီးသားပါအဲ့ဒါကတော့ဘင်ဂျမင်ဟာနောက်တစ်နှစ်နေရင်ဆွစ်ဇာလန်မှာဆန္ဒလျောက်အသက်ဆုံးစီရင်ဖို့အဖနက်ရှာစီစဉ်ထားတဲ့အကြောင်းပါပဲဘင်ဂျမင်ကလည်းဒီလက်ထက်ပွဲဟာသူ့ဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးုံတက်ပဲလို့ဝန်ခံခဲ့ပါတယ်ပြီးတော့သူတည်ဆုံးသွားရင်ဒေါ်လာတန်း90ချန်ထားခဲ့မယ်လို့လည်းကတိပေးခဲ့တယ်ဒါပေမဲ့အန်နာရဲ့တုံ့ပြန်ပုံကတော့ဘင်ဂျမင်ကိုလုံးဝအံ့အားသင့်သွားစေခဲ့ပါတယ်သူမကရှိနေတဲ့အချိန်ငယ်လေးကိုအသုံးချပြီးအမြန်ဆုံးကလေးတစ်ယောက်ယူတင်တယ်လို့ပြောခဲ့တာပါဘင်ဂျမင်လည်းစွန့်သွားပြီးတနေ့နေရင်သူရှိတော့မှာမဟုတ်တဲ့အတွက်ကလေးယူဖို့မလိုကြောင်းညှင်းဆိုခဲ့တယ်ဒါပေမဲ့အန်နာကတော့ဆရာဝန်တယောက်လိုတည်တည်ငြိမ်ငြိမ်နဲ့ပဲခါစစ်ပိုင်းဒဏ်ရာရတာဟာကလေးရနိုင်စွမ်းကိုမထိခိုက်စေကြောင်းရှင်းပြခဲ့ပါတယ်သူမကနိုင်ငံခြားကတုပ်ပိုးပန်တွေမှာမျိုးရိုးဗီဇကောင်းတာတွေကဈေးကြီးကြောင်းနဲ့ဘင်ဂျမင်လိုလူမျိုးကိုဖြုံးတီးပြရမှာနှမျောစရာကောင်းတယ်လို့နောက်ပြောင်ခဲ့ပါသေးတယ်သူမရဲ့ပွင့်လင်းပြီးပြတ်သားတဲ့စကားတွေကြောင့်အမြဲတည်ငြိမ်နေတဲ့ဘင်ဂျမင်တယောက်ပြောစရာစကားမရှိအောင်ဖြစ်သွားခဲ့ရတယ်အန်နာကပဲဆက်ပြီးရွေးချယ်စရာနှစ်ခုပေးခဲ့ပါတယ်အခုပဲချက်ချင်းစမလားဒါမှမဟုတ်အရင်ဆုံးတန်ရောစင်တွဲမလားတဲ့သူမဟာအချိန်စရာကိုပါအတိအကျစီစဉ်ထားပြီးသားပါတန်ရောစင်တွဲဖို့အတွက်9လကိုဝင်ဆောင်ဖို့ပြင်ဆင်ဖို့6လပြီးတော့နောက်ဆုံး1လကတော့သူ့ရဲ့နိုင်ရေးကိစ္စတွေကိုစီစဉ်ဖို့ဖြစ်ပါတယ်အရာအလုံးကိုအကွက်စစ်စစ်တွက်ချက်ထားတာပါနောက်ဆုံးမှာတော့ဘင်ဂျမင်ဟာအရင်ဆုံးတန်ရောစင်တွဲဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့အန်နာရဲ့တန်ရောစင်တွဲပုံကတော့တော်တော်လေးကိုပွင့်လင်းလုံးပါတယ်သူမဟာဘာမှမတွေးပဲသူ့ကိုတန်းပြီးနမ်းလိုက်တာပါပြီးတော့သူ့ကိုအတွေ့အကြုံမရှိဘူးလို့စနောက်ခဲ့ပါသေးတယ်ဘင်ဂျမင်လည်းလန့်သွားပြီးသူ့ကိုချက်ချင်းရက်ဖို့ပြောခဲ့ရတယ်နောက်တနေ့မှာတော့သူ့အဖွားကအဖိုးတန်အိမ်ချမ်းမြေတွေနဲ့ယတနာတွေကိုလက်ဆောင်ဖြစ်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့စကားအစိပ်ပါတဲ့သူ့ရဲ့တူမလေးကတော့အန်နာဟာပတ်စံမဲ့လို့လက်ထက်တာဆိုပြီးလူပုံအလဲမှာစော်ကားခဲ့တယ်။သူမဟာအန်နာကိုအဆက်ခွဲဖို့ဘင်ဂျမင်ရဲ့ပထမဆုံးအချစ်ဦးအကြောင်းကိုပါထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့အန်နာကတော့လုံးဝဂရုမစိုက်ပါဘူး။သူမဟာဘင်ဂျမင်နဲ့အတူဘဝကိုကောင်းကောင်းဖြတ်သန်းသွားမှာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းပဲပြောခဲ့တယ်။ဒီအခွင့်အရေးကိုတုံးပြီးအဖွားဖြစ်သူကလည်းသူတို့ကိုအမြန်ဆုံးကလေးယူဖို့တိုက်တွန်းခဲ့ပြန်ပါတယ်။အန်နာကတော့ဒါဟာဘင်ဂျမင်ရဲ့ဆွမ်းဆောင်ရည်ပုံမှာပဲမူတည်ပါတယ်လို့ပေါ့ပေါ့ပပပြန်ပြောခဲ့တယ်။အဲ့ဒီစကားကြောင့်ဘင်ဂျမင်တယောက်အပြားရဖြစ်ပြီးချက်ချင်းပဲထွက်သွားခဲ့ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါအန်နာဟာဘင်ဂျမင်ရဲ့ဘဝအစိပ်ပိုင်းတိုင်းမှာပါဝင်လာခဲ့ပါတယ်။သူမဟာအဝတ်ဗီဒီယိုတင်ရအောင်သူ့ကိုကူခိုင်းပြီးသူ့ရဲ့အေးဆက်နေတဲ့ဘဝတွေကိုတက်ဝင်လှုပ်ရှားမှုတွေယူဆောင်လာပေးခဲ့တယ်။သူမကသူ့ကိုအမြဲတမ်းချီးမွမ်းပေးပြီးစိတ်ခွန်အားတွေပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်တော့အန်နာဟာလွန်ခဲ့တဲ့10နှစ်ကတည်းကလှုပ်ဝက်ချက်တစ်ခုကိုတင်စီထားခဲ့တာပါ။ဘင်ဂျမင်ဟာသူမရဲ့မောင်မိုက်ခဲ့တဲ့လူငယ်ဘဝတုန်းကတူးရဲသောအလင်းရောင်ဖြစ်ခဲ့မှုပါတယ်။အဲ့ဒီတုန်းကသူမရဲ့အမေဟာသမီးတွေထက်သားတွေကိုပဲပုံမျက်နှာလိုက်ခဲ့တယ်။သူမရဲ့မောင်လေးဆန်နီယာတင်တဲ့တက်ဖို့အတွက်အမေဖြစ်သူကသူမကိုကြောင်းထုတ်ဖို့အတင်းကျပ်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဘင်ဂျမင်ထောက်ပံ့ပေးခဲ့တဲ့ပညာသင်ဆုကြောင့်သာသူမအထက်တန်းကျောင်းပြီးအောင်တက်နိုင်ခဲ့တာပါ။ဒါကြောင့်ဘင်ဂျမင်ဇနီးရှာနေတယ်ဆိုတာကြားချင်းပဲသူမဟာပြပကဘဝကိုဆွတ်လုပ်ပြီးချက်ချင်းပြန်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီညမှာပဲအန်နာဟာဖုန်းဆက်ပြီးပန်းဆိုင်တစ်ခုကနေလာကြိုဖို့သူ့ကိုတောင်းဆိုခဲ့တယ်။အစမှာတော့သူကအေးဆက်ဆက်ပဲညင်းခဲ့ပါတယ်။ဒါကြောင့်သူမဟာစပယ်ပင်အပါဝင်ပန်းတွေကိုကိုယ်တိုင်ပဲဝယ်ခဲ့ရတယ်။ပန်းဆိုင်ပိုင်ရှင်ကဒီပန်းပင်ဟာစောင်းရသည်ကိုဖျက်ကျော်နိုင်ရင်နောက်နှစ်မေလမှာပွင့်လိမ့်မယ်လို့ပြောခဲ့တယ်။သူမပစ္စည်းတွေအများကြီးတည်ပြီးအိမ်ပြန်ရောက်တဲ့အခါဘင်ဂျမင်ဟာတကားဝမှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။သူမကပြုံးပြီးကျေးဇူးပါပဲယောက်ျားကြီးလို့ပြောခဲ့တယ်။အဲ့ဒီညမှာပဲသူမဟာသူတို့ရဲ့တန်ရောစင်ကိုပိုခိုင်မြဲအောင်ထပ်ပြီးစူးစမ်းခဲ့ပြန်ပါတယ်။ဘင်ဂျမင်လည်းမနေတာတော့ပဲသူမရဲ့စိတ်အားထက်သန်ပြီးဦးချောင်းချောင်းစူးစမ်းမှုတွေကိုကြည့်နေမိတယ်။သူမရဲ့ပုံစံကြောင့်သူမပြုံးမဲမနေနိုင်ခဲ့ပါဘူး။ဒါဟာအန်နာအနေနဲ့သူ့ရဲ့အပြုံးကိုပထမဆုံးအကြိမ်တွေ့ဘူးချင်းပါပဲ။နောက်တနေ့မှာတော့လက်ထောက်တစ်ယောက်ကအခန်းပြေပန်းတွေကိုလာပို့ပေးခဲ့ပါတယ်။အဲ့ဒါတွေအားလုံးဟာဘင်ဂျမင်မှာပေးထားတာပါ။သူကအန်နာကိုနောက်ဆိုပန်းကြိုက်ရင်မှာယုံပဲလာပို့ပေးလိမ့်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့အန်နာကတော့ပန်းသွားဝယ်တဲ့လမ်းတစ်လျှောက်ကရှုခင်းတွေလာတဲ့အတွက်ကိုယ်တိုင်သွားဝယ်ရတာကိုကိုယ်သဘောကျတယ်လို့ပြောခဲ့ပါတယ်။သူမကသူ့ကိုအတူတူအပြင်သွားဖို့ထပ်ပြီးဖိတ်ခေါ်ခဲ့ပြန်တယ်။သူကတော့နှုတ်ကနေညင်းနေတော့မှာပဲ။ဒါပေမဲ့မိနစ်ပိုင်းကြာမှာတော့သူ့ရဲ့ဝီချဲဟာသူမနောက်ကိုတိတ်တဆိတ်လိုက်လာခဲ့ပါတယ်။အန်နာဟာသူမနေတိုင်းရှောက်နေကြလမ်းတိုင်းသူ့ကိုခေါ်သွားခဲ့တယ်။သူမကလမ်းထောင်ကပန်းဆိုင်လေးကိုပြတယ်။ညဘက်ဆိုရှော့ဈေးပေးတတ်တဲ့စတိုးဆိုင်လေးအကြောင်းပြောပြတယ်ပြီးတော့နေဝင်ချိန်အလင်းဆုံးနေရာလေးကိုလည်းခေါ်သွားပေးခဲ့ပါတယ်။အဲ့ဒီခါကျမှပဲဘင်ဂျမင်ဟာသူ့နှစ်တိုင်တိုင်နေထိုင်ခဲ့တဲ့ဒီလမ်းမကြီးဟာတကယ်တော့အသက်ဝင်မှုတွေနဲ့ပြည့်နေမှန်သတိပြုမိသွားပါတော့တယ်။တခါတော့ကမငြိမညာဖြစ်နေတဲ့လမ်းလေးကိုပြန်ပြင်ထားတာကိုလည်းသူသတိထားမိသွားတယ်။အန်နာကပြုံးပြီးလွန်ခဲ့တဲ့တစ်ခေါက်ကဝီချဲစီးကြည့်ရင်6ထဲကျမလို့ဖြစ်လို့တိုင်တန်းစာတင်ထားလိုက်တာလို့ပြောပြခဲ့တယ်။ဘင်ဂျမင်ဟာသူမကိုကြည့်ပြီးသူ့ရင်ထဲမှာတစ်ခုခုပြောင်းလဲသွားတာကိုခန်းစားလိုက်ရပါတယ်။လွန်ခဲ့တဲ့2နှစ်လုံးသူဟာကဘာကြီးနဲ့ဝေးရမှာကိုပိတ်လောင်ထားခဲ့တာပါ။ဒါပေမဲ့ဒီမျိုးသမီးဟာရက်ပိုင်းလေးတွင်းမှာသူ့ကိုတကယ်ကဘာကြီးထဲပြန်ခေါ်လာပေးနိုင်ခဲ့တယ်။လမ်းဘေးအဆိုတော်တယောက်ကချစ်တချင်းလေးတစ်ပုတ်ဆိုနေပြီးအန်နာကလည်းလိုက်ညင်းနေခဲ့တဲ့နေဝင်ချိန်အလင်းရောင်ဟာသူမရဲ့မျက်နှာပေါ်ကိုကြားရောက်နေပြီးနှွေးထွေးလို့တောက်ပနေပါတယ်။ဘင်ဂျမင်ဟာသူမကိုကြည့်ပြီးမတော်တဆမှုဖြစ်ပြီးကလေးကပထမဆုံးအကြိမ်ဖြစ်လိုက်လဲပြုံးလိုက်မိပါတော့တယ်။သူဟာတေဆုံးလူမိဘဖြစ်နေခဲ့တဲ့သူ့ရဲ့နှလုံးသားလေးတရွေ့ရွေ့နဲ့ပြန်လဲအသက်ဝင်လာတာကိုခန်းစားလိုက်ရပါပြီ။နောက်ထပ်ရုပ်ရှင်ရွေးကအတွက်ဖော်လို့ခဲ့ပါ